皆さんこんばんはဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းလေးကတော့ဂျပန်မှာပေါ့နော်ရုံးပိုင်းစကပြန်နဲ့လှုပ်ချင်တယ်ဆိုလို့ရှိရင်ဘာအရေးချင်းတွေလိုအပ်လဲဆိုပြီးတော့မှမိထားတာရှိလို့ပါအဲ့ဒါလေးဖြည့်ပေးခြင်းပါတယ်အဓိကကတော့ကားမောင်းလိုင်စင်ရှိရပါမယ်ကားမောင်းလိုင်စင်ကဒီအော်တိုပေါ့နော်အော်တိုဆိုရင်အဆင်ပြေပါတယ်မန်နူရယ်မရှိလဲရပါတယ်မြန်မာနိုင်ငံပါလာတဲ့ဒီကားမောင်းလိုင်စင်ကိုခီရီကာရဲလို့ရတာပဲဖြစ်ဖြစ်ဂျပန်မှာဂါရှုကုပေါ့နော်ဂါရှုကုဆိုတာနှစ်ပတ်ကျောင်းစာတက်ပြီးတော့ယူထားတာပဲဖြစ်ဖြစ်ကားမောင်းလိုင်စင်ခုရှိထားတယ်ဆိုလို့ရှိရင်ဂျပန်စာ level ကလည်း N2 အောင်ထားမယ်N2 အောင်ထားပဲနဲ့ N3 ပဲရှိတယ်ဂျပန်စကားတော့အရန်ကျွမ်းတယ်အကုန်လုံးလဲနားလေတယ်ဆိုလို့ရှိရင်ဒီတိုးရကူရှင်ခိကန်လို့ခေါ်တဲ့ဒီပေါ့နော်ခူမီအာကြီးတိုးရကူရှင်ခိကန်ကတော့ဒီတခုတည်းကလေးတွေလုပ်ပေးရတာပါခူမီအာကြီးကတော့ဂျီရှူဆေးကလေးတွေလုပ်ပေးရတာပါအဲ့လိုဒီမှာလုပ်လို့ရမယ်နောက်ပြီးတော့ဂျင်းဆိုင်ရှော့ခိုင်းရှာပေါ့နော်အလုပ်ခေါ်စာရေးတင်ပေးရတယ်ဒီပေါ့အင်တာဗျူးအတွက်နော်ဆိုင်းရောအတွက်အင်တာဗျူးတွေလေ့ကျင့်ပေးရတယ်ပေါ့နော်နောက်ကြတော့ဒီကားဆိုင်ုံတွေမှာစကပြန်ပိုင်းလုပ်လို့ရမယ်ဒီလိုမျိုးအလုပ်တွေလုပ်ချင်တယ်ဆိုရင်တော့နောက်ဆန်တို့ကားမောင်းလိုင်စင်ကတော့မဖြစ်မနေလိုအပ်တဲ့အတွက်ကိုကစကပြန်ရုံးပိုင်းလုပ်ချင်တယ်လို့တွေးထားတဲ့သူတွေကတော့ဒီပေါ့နော်မြန်လေးအတွင်းမှာကားမောင်းလိုင်စင်ကိုယူတင်ပါတယ်အဲ့တော့ကားမောင်းလိုင်စင်ယူဖို့လည်းအကြံပေးပါတယ်အဲ့တော့ကားကြောင်းပေါ့နော်ကားကြောင်းတက်ဖို့အခက်အခဲဖြစ်နေတယ်ဆိုလို့ရှိရင်လည်းဝါတရှိတက်ခဲ့တဲ့အကြောင်းနဲ့မိတ်ဆက်ပေးလို့ရပါတယ်ဒီပေါ့နော်ပေးမှာလဲပေါ့နော်ဒီအကောင့်မှာလဲကားကြောင်းတက်ခဲ့တဲ့အတွေ့အကြုံတွေကို share လုပ်ပေးထားတဲ့ဗီဒီယိုလေးရှိပါတယ်အဲ့တော့စကားပြန်လုပ်ချင်တယ်ဆိုလို့ရှိရင်ကားမောင်းလိုင်စင်နံပါတ်1ကားမောင်းလိုင်စင်ရှိရပါမယ်ဂျပန်စကားကျွမ်းရပါမယ်အနည်းဆုံး N2 အောင်ထားရပါမယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ် bye bye